မင်္ဂလာပါကြာတာပတိနှစ်သားသမီးများအတွက်12ရက်3လ2026မှ18ရက်3လ2026ရက်နေ့အထိတပတ်တာကံစားတာဟောစရန်ဖြစ်ပါတယ်ကြာတာပတိနှစ်သားသမီးတွေကတော့ယခုတပတ်တာကာလကအများစုကောင်းမွန်တဲ့ကာလဖြစ်တယ်ပေါ့နော်စာမိုးဘဲဖြေနေတဲ့သားငယ်သမီးငယ်လေးတွေစာမိုးဘဲမှာကောင်းပါတယ်ဒါပေမဲ့မေခွန်းပေါ်မှာနားလည်မှုလေးတွေလွဲမှားမှုဖြစ်နိုင်တဲ့အတွက်မေခွန်းကိုတည်တည်ချာချာဂရုတစိုက်ကြည်ပြီးမှဖြည့်ဆိုရင်တော့ပိုပြီးတင်တော်တဲ့ကာလလို့တွေ့ရတယ်ပေါ့နော်ကံနမိတ်အရာကောင်းပါတယ်ကြာသာပတိနေ့ပညာတွေကောင်းပါတယ်နော်ပြီးတော့ကြတော့ဒီတစ်ပတ်မှာအလုတ်အကင်မှာဆိုရင်တော့နည်းနည်းလေးခက်ခဲလေးတွေဖြစ်နိုင်ပေမဲ့အများစုအောင်မြင်နိုင်တဲ့ကာလပါပဲเนาะအဆင်ပြေမယ်အလုပ်ကိုင်းတွေပုံမှန်အတိုင်းရှေ့ဆက်ကိုသွားနေမယ်အများနဲ့လုပ်တဲ့အလုပ်တွေကောင်းမွန်မယ်အလုပ်မှာကိုယ့်ရဲ့အလုပ်ဖော်ကိုင်းဘက်တွေနဲ့အများစုအဆင်ပြေနိုင်ပါတယ်เนาะကိုယ့်ရဲ့ဖောက်သေးတွေကိုယ်စီမှာအများတန်းသုံးတဲ့ဝယ်လက်တွေပေါ့เนาะဒါတွေနဲ့ပတ်သက်ပြီးရင်လည်းအကျိုးကျေးဇူးရရှိနိုင်တဲ့ကာလဖြစ်ပါတယ်မိတ်ဆွေဆရာသမားတွေရဲ့အကျိုးကျေးဇူးကိုလည်းရရှိနိုင်တဲ့ကာလပေါ့เนาะကြာတာပရိနိသားသမီးတွေကတော့အများအားဖြင့်ဒီတစ်ပတ်တာကောင်းပါတယ်เนาะပြီးတော့ကြတော့ငွေရေးကြေးရေးပိုင်းပေါ့နော်ငွေရေးကြေးရေးပိုင်းမှာထွက်ငွေလေးတွေတော့အနည်းငယ်များနေနိုင်ပေမဲ့ဝင်ငွေရလည်းသူ့ပုံမှန်အတိုင်းလေးရှိနေနိုင်တဲ့ကာလဖြစ်တယ်ဗျာနော်အဲ့တော့ဝင်ငွေချင်းနေလည်းမဆိုးဘူးပေါ့ဗျာဒီတစ်ပတ်ငွေရေးကြေးရေးမှာအခက်ခဲတွေတိတ်ပြီးတော့ဖြစ်เสียရတော့မရှိပါဘူးနော်ပြီးတော့အရင်တော့ကမရသေးတဲ့ကြွေးဟောင်းနေပေါ့နော်သူများကိုအာမခံပေးထားလို့ကိုစိုက်ထားရတာမျိုးတွေရှိနေရင်လည်းဒီတစ်ပတ်တာကာလပြန်တော့ရနိုင်တယ်ပြန်ရနိုင်တဲ့ကာလဖြစ်တယ်ဒါပေမဲ့တလုံးတည်းတစ်ခဲတည်းဝုန်းတိုင်းဆိုရတာမျိုးတော့မဟုတ်ဘူးအလီလီလာခွဲပြီးမှရမယ့်သဘောမျိုးပေါ့နော်အဲ့လိုရနိုင်တဲ့ကာလဖြစ်တယ်ဒါပေမဲ့ဒီတစ်ပတ်မှာကြာတာပရိအစအင်္ဂါအဆုံးအမည်ရှင်များကြာတာပရိအစတောက်ကြအဆုံးအမည်ရှင်တွေကတော့အထူးကိုညံ့တဲ့ကာလဖြစ်တယ်ပေါ့နော်အဲ့ဒီကြာတာပရိအစအင်္ဂါအဆုံးအမည်ရှင်တွေဒီတစ်ပတ်မှာစီးပွားမပေးပါဘူးနော်စီးပွားရေးရောငွေရေးကြေးရောခက်ခဲလေးတွေပေါ့နော်ဖြစ်နိုင်တဲ့ကာလဖြစ်တယ်ကြာတာပရိအစတောက်ကြအဆုံးအမည်ရှင်တွေလည်းခက်ခဲနိုင်တဲ့ကာလဖြစ်တယ်ကြံတဲ့နေ့နံတွေကတော့ကောင်းပါတယ်เนาะပုံမှန်အတိုင်းပဲရှိမယ်ကြာတာပရိအစကြာတာပရိအဆုံးအမည်ရှင်တွေကတော့အထူးကောင်းမွန်တဲ့ကာလလို့ပြောလို့ရတယ်ပေါ့နော်သူတို့ကဘာသာရေးလေးတွေအဋိဌာန်လေးတွေဝင်ပေးမယ်ဆိုရင်အထူးကိုအောင်မြင်နိုင်တဲ့တပတ်တာကာလပေါ့နော်ကြာတာပရိအစကြာတာပရိအဆုံးကျန်တဲ့နာမည်ပိုင်းရှင်တွေကတော့မှန်တမ်းလောက်ပဲရှိပါမယ်ထူးထူးခြားခြားအရန်ကြီးလဲထောင်တက်အောင်ကောင်းမွန်မှုတွေဖြစ်ဖို့ခဲရင်တယ်လို့အရန်ကြီးလဲဆိုးသွားနိုင်တဲ့ကာလတော့မဟုတ်ဘူးပေါ့နော်ဒီတစ်ပတ်မှာပြီးတော့ကြတော့ဒီတစ်ပတ်တာကာလမှာဆိုရင်ဖြစ်ညီကိုမောင်နှမတွေနဲ့ပတ်သက်ပြီးတော့ပြဿနာလေးတွေဖြစ်ရတာလေးတွေလည်းရှိနိုင်တဲ့ကာလဖြစ်ပါတယ်နော်ပြီးတော့ခရီးသွားဖို့လုံနေတဲ့လူတွေခရီးနဲ့ပတ်သက်တော့အလောက်ကိုင်းလောက်ကိုင်းတဲ့လူတွေကတော့ဒီတစ်ပတ်မှာအနေငယ်အားနေပါတယ်เนาะခရီးစဉ်မှာစိတ်ညစ်ရတာလေးတွေစိတ်ရှုပ်ရတာလေးတွေဖြစ်နိုင်တဲ့အတွက်စင်စင်ကျင်ကျင်လေးနဲ့တတိထားသွားလာဖို့လိုအပ်တဲ့ကာလတော့ဖြစ်တယ်နိုင်ငံခြားသွားဖို့ပြင်ဆင်နေသူများအောင်မြင်မှုရနိုင်ပေမဲ့ပူပန်မှုနဲ့ခက်ခဲကြံ့ကြာမှုအချိန်ချင်းကြိုးစားမှုနဲ့နောက်ဆုံးမှုတွေရှိနိုင်တဲ့ကာလဖြစ်တယ်တဲ့ကံကြမ္မာအိုက်တိုင်းညွှန်းဆိုချက်ပြတယ်ပေါ့နော်နမိတ်မှာအဲ့လိုညွှန်းဆိုချက်လေးတွေရှိပါတယ်ပြီးသွားမဲ့လူတွေဇွဲမလျှော့ဘဲနဲ့နိုင်ငံခြားခရီးမျိုးပေါ့နော်အချိန်ချင်းထက်ကြိုးစားတင်တဲ့ကာလဖြစ်တယ်အခြေရင်းမှာဆိုရင်ပြင်ဒီတစ်ပတ်တာကအများကြီးဆိုးမရှိနိုင်ပါဘူးကောင်းပါတယ်နော်ချစ်သူရေးစားတွေစိတ်ကောက်တာတွေတယောက်နဲ့တယောက်ဖြစ်နေခဲ့ရင်တောင်မှဒီကာလကပြန်လဲတင့်မြတ်နိုင်တဲ့ကာလပေါ့နော်တူနဲ့တူပြန်လဲတင့်မြတ်ခြင်းချစ်ခင်မှုရရှိခြင်းဖြစ်နိုင်တဲ့ကာလဖြစ်တဲ့အတွက်ကောင်းတဲ့အထဲမှာအများကြီးပါတယ်ပေါ့နော်ကောင်းပါတယ်နော်ဒီကာလကတော့ကြာတာပရိသတ်သမီးများအားလုံးအစိုးသိမ့်မရှိဘူးဒါပေမဲ့အိမ်တောင်ရေးမှာတော့အားနည်းချက်ကလေးတွေရှိတဲ့အတွက်ဒီကာလမှာအမျိုးသားကောအမျိုးသမီးရောကိုယ့်ရဲ့အိမ်တောင်ဘက်ပေါ်မှာနားလည်မှုလေးတွေနဲ့ရှေ့ဆက်ရမယ်တပတ်တာကာလဖြစ်တယ်နော်အိမ်တောင်ရေးမှာတော့အနေငယ်အားနည်းတယ်တာရေးသမီးရေးမှာဆိုရင်ပြင်ကောင်းပါတယ်ဗျဒီတစ်ပတ်ကသားအတွက်အကျိုးကျေးဇူးရရှိခြင်းသမီးအတွက်အကျိုးကျေးဇူးရရှိခြင်းဆိုတဲ့ကဏ္ဍတွေကောင်းမွန်တယ်ဗျနော်ကြာတာပရိသားသမီးနေ့သားသမီးတွေအတွက်သားရေးသမီးရေးကံလည်းဒီတစ်ပတ်မှာကောင်းပါတယ်ဒီတစ်ပတ်မှာကတော့အားနည်းတာလေးကတော့အင်္ဂါနံအားနည်းတယ်တောက်ကြနံလေးတွေအားနည်းတယ်ကိုယ့်ရဲ့အလုပ်အကိုင်းအင်္ဂါနံနဲ့ပတ်သက်သောအလုပ်အကိုင်းများတောက်ကြနံနဲ့ပတ်သက်သောအလုပ်အကိုင်းများဖြစ်နေရင်တော့ဂရုစိုက်ဆင်ခြင်ပြီးမှလုပ်ကိုင်းရပါလိမ့်မယ်နော်အဲ့ဒါလေးတွေတော့သတိထားရမယ့်ကာလဖြစ်တယ်ဒီတစ်ပတ်တာကာလမှာရရပြုတ်လုပ်ခြင်းနဲ့ဆိုရင်ဖြင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုမြေပဲဆန်ကြော်နဲ့ပေါ့နော်မနဲ့အာယုံပေါ့နော်ဆွမ်းထမင်းစီဆန်းနဲ့မြေပဲဆန်ကြော်ကတ်လူပူဇော်ပေးခြင်းဖြင့်ကောင်းသောကံများကိုရရှိနိုင်ပါတယ်အဋိဌံကုံတော်ပတိစိတ်ချင်တယ်ဆိုရင်တော့ဗုဒ္ဓဂုံတော်ကို
တရက်ကို9ဘတ်တီအထိတ်ထန်စိတ်မယ်ဆိုရင်တော့ကောင်းသောကံကြမ္မာတွေဖြစ်ပေါ်နိုင်ပါလိမ့်မယ်ကြာသာပတိနေ့သားသမီးများအတွက်တစ်ဖက်တာကန်စာတာဟောစရန်ဖြစ်ပါတယ်ကြာသာပတိနေ့သားသမီးများအားလုံးကိုယ်ဤကျမ်းမာခြင်းစိတ်ဤချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ